ရှီလျားလာတဲ့ယထာခီးစဉ်အပြီးမှာမိန်းကလေးဟာသူမရဲ့ကျမကြီးချို့တဲ့နေတဲ့တငယ်ချင်းနဲ့တွေ့ဆုံခဲ့ချိန်မှာတော့တငယ်ချင်းဖြစ်သူရဲ့အခြေအနေဟာအတော်လေးကိုစိုးရိမ်နေရပြီဖြစ်ပါတယ်လူသူမနီးတဲ့တောနက်ထဲကတောပန်းတစ်ပွင့်ထဲသာလျှင်သူ့အသက်ကိုကယ်တင်နိုင်မှာပါအဲ့ဒီတောပန်းကိုရှာဖွေဖို့အတွက်မိန်းကလေးဟာသူမရဲ့တငယ်ချင်းနဲ့အတူလူသူမနီးတဲ့တောနက်ထဲကိုရောက်ရှိသွားခဲ့ပါတယ်တောပန်းကိုရှာတွေ့ခဲ့ပေမဲ့ပန်စွတ်ဖို့စူးစမ်းစင်မှာပဲမိန်းကလေးဟာခြေချော်ပြီးနှက်ဆိုင်တဲ့ခြောက်ထဲကိုတက်တက်မက်မက်ပြုတ်ကျသွားခဲ့ပါတယ်သူမသတိပြန်ရလာတဲ့အခါမှာတော့အသက်ရှင်နေုံသာမကခန္ဓာကိုယ်မှာချစ်ရတစ်ချက်တောင်မရှိတာကိုတွေးလိုက်ရပါတယ်၆အောက်ခြေမှာလှုပ်ဝက်ဆန်းပြတဲ့ကဘာတစ်ခုရှိနေတယ်ဆိုတာကိုသူမသဘောပေါက်သွားခဲ့ပါတယ်ဒီကဘာထဲကတစ်ပင်ပန်းမှန်တွေကလည်းလူသားတယောက်ကိုမြင်တာနဲ့ထွက်ပြေးကြသလိုနွယ်ပင်တွေကလည်းစတင်လှုပ်ရှားလာတဲ့အတွက်မိန်းကလေးကိုအတော်လေးထိတ်လန့်စေခဲ့ပါတယ်။သူမဒီနေရာကနေထွက်သွားခြင်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲမျိုးနွယ်စုလူအချို့ဆုံးကဝေအတက်ပူဇော်ပွဲလုပ်နေတာကိုသူမမြင်တွေ့လိုက်ရပါတယ်။ဒီနေရာကသိပ္ပံပညာနဲ့တောင်နားမလည်နိုင်တော့အောင်ဆန်းပြလွန်းလာပါတယ်။မိန်းကလေးဟာဒီအခိုက်အတန့်ကိုမှတ်တမ်းတင်ဖို့အတွက်သူမရဲ့ကင်မရာကိုအမြန်ထုတ်လိုက်မိပေမဲ့ flash မီပိတ်ဖို့မေ့သွားခဲ့ပြီးတက်ပုံရိုက်လိုက်တာနဲ့တပြိုင်နက်သူမရှိနေမှန်းအသိသာသွားခဲ့ပါတယ်။ထိုနေရာကအကြီးအကဲဟာသူရှိုကိုချက်ချင်းဖမ်းဆီးဖို့အမိန့်ပေးလိုက်ပါတော့တယ်။မိန်းကလေးဟာအဖမ်းခံရရင်အသက်ရှင်ဖို့ခက်ခဲလိမ့်မယ်ဆိုတာသိတဲ့အတွက်ကြောက်လန့်တကြားထွက်ပြေးပါတော့တယ်ပြေးလွှားနေရင်းနဲ့ရုတ်တရက်သူမရဲ့ရှေ့မှာတဲအိမ်တစ်လုံးပေါ်လာပြီးစူးစမ်းလိုစိတ်နဲ့တကားကိုဖွင့်ကခြေလန်းလန်းဝင်လိုက်ပါတယ်ဒါပေမဲ့အတွင်းထဲကိုရောက်သွားတဲ့အခါမှာတော့သူမမော်ကဘာတစ်ခုတည်းကိုရောက်ရှိသွားတဲ့အတွက်အံ့အားသင့်သွားခဲ့ပါတယ်အခန်းထဲမှာတော့သူမကိုကြည့်ပြီးပြုံးပြနေတဲ့နတ်မိမယ်လို့တတဝါလေးတွေရှိနေပါတယ်မိန်းကလေးဟာကင်မရာကိုအမြန်ထုတ်လိုက်ပြန်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရုတ်တရက်ထူးဆန်းတဲ့ငှက်ကြီးတစ်ကောင်ရောက်လာပြီးမိန်းကလေးဘာမှနားမလည်နိုင်ခင်မှာပဲသူမကိုခြေသေးတွေနဲ့ကုတ်ချီပြီးပြန်တန်းသွားခဲ့ပါတယ်အမှန်တော့အဲ့ဒီငှက်ဟာထိုမြင့်မြတ်တဲ့နေရာရဲ့အဆောက်အအုံဖြစ်ပြီးမိန်းကလေးကမြင့်မြတ်တဲ့ပန်းကိုခိုးယူဖို့လာတယ်လို့ထင်မှတ်ခဲ့တာပါအဲ့ဒီအချိန်မှာပဲတကယ်တခိုးကထိုနေရာကိုတိတ်တဆိတ်ရောက်ရှိလာပြီးမြင့်မြတ်တဲ့ပန်းကိုခိုးယူလိုက်ပါတယ်ဒါပေမဲ့ပန်းကိုခူးလိုက်တာနဲ့တပြိုင်နက်ငှက်ကြီးကသိရှိသွားပြီးမိန်းကလေးကိုအောက်ကိုချက်ချင်းပစ်ချလိုက်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲမိန်းကလေးဟာထိုတခိုးပေါ်ကိုတက်တက်ကျသွားပြီးမြင့်မြတ်တဲ့ပန်းဟာလည်းသူ့လက်ထဲကနေပြုတ်ကျသွားခဲ့ပါတယ်စူးစမ်းလိုစိတ်နဲ့မိန်းကလေးဟာအဲ့ဒီပန်းကိုအမြန်ကောက်ယူပြီးအနံ့ခံကြည့်မလို့လှုပ်စင်မှာပဲရုတ်တရက်အဲ့ဒီပန်းဟာသူမရဲ့ပါးစပ်ထဲကိုအလိုလျောက်ဝင်သွားခဲ့ပါတယ်မိန်းကလေးဟာထိတ်လန့်သွားပြီးပြန်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီအဲ့ဒီအခါမှာတခိုးကမင်းပါလို့ငါပန်းကိုစားလိုက်တာလဲငါဒါကိုအတော်လေးပင်ပင်ပန်းပန်းရှာဖွေထားရတာလို့ဒေါသတကြီးပြောပါတယ်မိန်းကလေးကကြောက်လန့်တကြားတောင်းပန်ပြီးသူမမသိလိုက်ကြောင်းနဲ့ပန်းကသူမပါဆက်ထဲကိုအလိုလျောက်ဝင်သွားတာဖြစ်ကြောင်းပြောပါတယ်ဒါပေမဲ့တခိုးကသူမစကားကိုလုံးဝနားမထောင်ပဲဒီပန်းကိုကောက်တဲ့သူကတခိုးပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲထိုနေရာကလူတွေလည်းစုအုံလာပြီးမင်းမြင့်မြတ်တဲ့ပန်းကိုစားလိုက်ပြီးမင်းပြစ်ဒဏ်ခံရမယ်လို့ဒေါသတကြီးပြောကြပါတယ်မိန်းကလေးကကြောက်လန့်တကြားနဲ့ထက်ခါတလဲလဲတောင်းပန်ခဲ့ပေမဲ့ဘသူကမှသူမရဲ့စကားကိုနားထောင်ဖို့အသင့်မရှိကြပါဘူးလူတိုင်းကသူမကိုတိုက်ခိုက်ဖို့ရှေ့ကိုတိုးလာကြတဲ့အချိန်မှာပဲရုတ်တရက်မိန်းကလေးဟာဝေဟင်ထက်ကိုစတင်ပြန်တန်းသွားခဲ့ပါတယ်ပန်းကမိန်းကလေးကိုလက်ခံလိုက်ပြီးဖြစ်ကြောင်းနဲ့ယခုအခါမှာတော့သူမကသာလျှင်ဒါကိုကာကွယ်စောင့်ရှောက်တော့မယ်ဆိုတာကိုလူတိုင်းသဘောပေါက်သွားကြပါတော့တယ်